အားလုံးပဲမင်္ဂလာပါရှင်ခိုင်ကော့ဆော်ပါလေးဆိုတဲ့ channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတို့ခိုင်ကော့လုပ်ငန်းခွင်သုံးစာအုပ်ကိုတင်တာပေါ့နော်စာမျက်နှာ142ကိုရောက်သွားပါပြီပြီးခဲ့တဲ့ဗီဒီယိုတုန်းကဒီ e-day ပါစေးတာတွေတိန်းတာတွေဖြုတ်တာတက်တာတွေနဲ့တင်ခဲ့ရတယ်ပေါ့နော်အခုကအဲ့ဒီအခန်းရဲ့နောက်ဆုံးမှာဒီ onomatope bankyo ဆိုတဲ့ဟာကိုသင်ရမှာဖြစ်ပါတယ်အဲ့တော့ဒါကခိုင်ကော့ niki ပေါ့နော်ခိုင်ကော့ niki ဆိုတာကကြတော့ဒီ niki ရေးထားတဲ့ဟာလေးတွေကိုဖတ်ကြည့်ရတဲ့ပေါ့ပါပဲ私はインドネシアから来ました仕事の時によく先輩に言われたのがさっさとやってでしたအဲ့တော့သူကအင်ဒိုနီးရှားနေတာပါရေးတဲ့ဂျပန်မှာအလုပ်လုပ်တာပေါ့နော်သူအလုပ်လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တဲ့သူပေါ့နော်ဒီစံပိုင်းဆိုရသူရဲ့ဒီအထက် senior ဆီကနေသူအများနဲ့ပြောခံရတာဗာလဲဆိုလို့ရှိရင်ဆဆတိုရတဲ့ဆိုတာမျိုးအဲ့တော့သူကဆဆတိုရတဲ့ဆိုတော့နားမလဲဘူးဆဆတိုရတဲ့လို့ပေါ့နော်ဒါအိုနိုမာတိုပေလို့ခေါ်တယ်အဲ့တော့ဟာယာကူရတဲ့ကူရာဆိုင်တိုယူအီမီဒက်စ်ကဟာဂျီမေဝါယကုဝါခါဒီမာဆန်ဒေစတာအတိတ်ပဲကကြတော့ဆဆတိုရတဲ့ဆိုတာကြတော့မြန်မြန်လှုပ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့လည်းဘယ်လိုပြောမလဲတစ်ခါကြလို့ရှိရင်ဟိုမှာအိုဖူရိုကဒီလူဝင်သွားတယ်ကွယ်အဲ့ခါမှာနောက်ထပ်တစ်ယောက်ကစောင့်နေရပါဘောနော်မတို့ရေလဲရမယ်အိုဖူရိုကြီးဆေးရမယ်အဲ့ခါမျိုးဆိုလို့ရှိရင်တဲ့အေးရောဆဆတိုရတဲ့အဲ့လိုမျိုးပြောကြရပါဘောနော်အဲ့လိုမျိုးအတိတ်ပဲဒါပေမဲ့သူကနားမလည်ခဲ့ဘူးတဲ့ပြီးရင်အိုနာကာအီတိုက်တိုခိတိုခိနော်ချီကူချီကူတို့ပြီးရင်ဟာအီတိုက်တိုခိနော်ဆူကီဆူကီတို့ပြီးရင်မိုးရတယ်ဆိုလို့ရှိရင်ကျတော့ပိုဆိုပိုဆိုတို့ဇာဇာတို့ပေါ့နော်ဒီလိုမျိုးတွေလည်းသူမသိခဲ့ဘူးပေါ့အဲ့တော့မတို့အိုနာကာနားတဲ့ချိန်မှာဆိုလို့ရှိရင်ချီကူချီကူပြောမင်းသွားနာတဲ့ခါမှာဆိုလို့ရှိရင်သွားကြိုက်တာမျိုးပေါ့နော်ဒီလိုမျိုးဆိုရင်ပြောတာမိုးရတယ်ဆိုလို့ရှိရင်မိုးကတပေါက်နှစ်ပေါက်ပဲကြာရဆိုလို့ရှိရင်မတို့ကပို့ဆုလို့ပြောပြီးတော့မိုးကတဲတယ်ဆိုလို့ရှိရင်ဇာဇာလို့ပြောနော်ဇာအားဇာလို့မပြောဘူးဇာဇာလို့ပြောဇာဇာဆိုပြီးတော့ပြောတယ်အဲ့ဒါကြီး तू ကမသိခဲ့ဘူးပေါ့နော်日本語はこういうことがこういう言葉がたくさんありますဂျပန်စာမှာဆိုလို့ရှိရင်ဒီလိုမျိုး言葉တွေအများကြီးရှိပါတယ်တဲ့オノマトペというそうですオノマトペလို့ခေါ်တဲ့ပုံပဲဒါ तू က तू မသိတဲ့အတွက်ရေးထားဖြစ်တဲ့အတွက် so des နဲ့ရေးထားတာပေါ့နော်イラストや動画で勉強するといいと言われましたとても難しいですအဲ့တော့အဲ့ဒီ onomatope တွေကိုလေ့လာတဲ့အခါမှာဆိုရင်အခုအမှပြောပြနေဆိုရင်လည်းမျက်နှာစာနဲ့မျိုးလုံးနဲ့မြင်ချင်မှမြင်မှာဒါကြောင့်မို့လို့ Ilasto ဆိုတဲ့ဒီရုပ်ပုံကြီးပေါ့နော်ပြီးတော့လို့ရှိရင်ဒီတို့ကဗီဒီယိုတွေဒါတွေကိုကြည့်ပြီးတော့လေ့လာလို့ရှိရင်တဲ့ကောင်းတယ်လို့သူပြောချင်းခံရတယ်ပြောမှဆိုရင်သူစာမှန်သူပြပြတာပေါ့ကွယ်နေဒါတွေသိချင်ရင်နင်ဒီ Ilasto တွေဒိုကတွေကနေတစ်စင်ကြည့်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါတွေကတဲ့ခက်တယ်တဲ့အဲ့ဒါတွေကပေါ့နော်သူကနေ့စဉ်မတုံးလို့ရှိရင်ဘယ်တော့ပဲမှတ်လို့မေ့လို့ရယ်ကွယ်။ဆိုတော့စကားလုံးညာလည်းအများကြီးပဲရှိတယ်။အဲ့ဒါကြောင့်မို့လို့သူကလည်းဒီမှာခက်တယ်လို့ရေးထားပါတော့နော်။ဟိုက်ဒါဆိုရင်အမတို့နောက်ထပ်အခန်း7ရောက်ပါပြီ။အခန်း7ကဘာကြောင့်လဲဆိုလို့ရှိရင်ကြတော့ decoration ပေါ့နော်။ decoration ဆိုတာကြတော့အမတို့တို့ကိုစိတ်ပန်းဖြစ်အောင်လို့ gain လေးတွေဆော့ပေးတာမျိုးဒါမျိုးလို့ပြောတာပေါ့နော်။မျက်နှာစတော့သိမယ်ထင်ပါတယ်။ decoration က kokoro to karada ကို genki ni shimasu。ryosha mo tanoshimi ni shite imasu。decoration လုပ်တယ်ဆိုတာကအမတို့စိတ်ရောကိုယ်ရောကိုကျန်းမာလာအောင်လုပ်ပေးတာ။ပြီးရင်ဖိုးဖွားတွေကိုလည်းပျော်ရွှင်အောင်လုပ်ပေးတာပေါ့နော်ဒီလိုရွေချက်တွေနဲ့ recordation ကိုလုပ်ရတာဖြစ်ပါရဲ့တဲ့အဲ့တော့ဒီမှာ तू ကဒါ ready ပေးထားပါပေါ့နော် ready ဆိုတာမှတော့9လပိုင်းဒါသူတို့အလုပ်ကဇရာဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့စမ်းပိုးတွေပါမယ်အားပြီးတော့လို့ရှိရင်ကြတော့နေရုခဲရဆိုတာဒီလက်သေးတွေကယူဆိုင်တာမျိုးပေါ့နော်ပြီးရင်ကာရာအိုကေပါမယ်စသဖြင့်ပြီးရင် no gan key တို့ပြီးရင်ချဲရယောဂါတို့မျိုးစုံမျိုးပေါ့နော်ဒီလိုမျိုး isutai so တို့ဒီလိုမျိုးရှိတယ်ဒါကတော့ကိုယ့်ခေဟာလုပ်တဲ့ဟာမျိုးပေါ့အဲ့တော့သူကဒီမှာတစ်ခုချင်းရေးပေးထားပါတော့ဒီယောရှာနော်အဲ့တော့မှတ်မှာကြဒီရပါဒီယောရှာနော် keyboard ကို key တဲ့ kimemas အဖိုးဖွားတွေရဲ့ဒီ keyboard ကိုမေးပြီးတော့ဆုံးဖြတ်မေးပေါ့အဲ့တော့ဒီနေ့ဘာတိုင်းဆိုးလို့မလဲဆိုတာကိုဖိုးဖွားတွေရဲ့ keyboard မေးပြီးတော့ဆုံးဖြတ်မေးတဲ့အဲ့ဒါကအဲ့လိုမျိုးဟိုအဖိုးဖွားတွေစုပြီးတော့မှမေးတာမျိုးလည်းရှိတယ်လို့ဒီနေ့ကတော့ဒီတိုင်းဆိုးဆိုပြီးတော့တတ်မှတ်ထားတာမျိုးလည်းရှိရဲပေါ့နော်ဒါကတော့ကိုယ့်ရဲ့ရိတ်တာရဲ့ရူးနဲ့လိုက်တာပေါ့ပြီးရင်ဒီ case ဆိုလိုက်လုပ်တဲ့ဒီ activity တွေလည်းရှိပါရဲ့တဲ့ဥပမာဆိုလို့ရှိရင်သူကဒီမှာပြောထားရပေါ့နော်မတလာပိုင်းဆိုလို့ရှိရင်ဒီ short ဆိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်းကြတွေကိုတွားပြီးတော့ OEY လောက်တာမျိုးပေါ့ဒါကတော့ရေးတာတိုင်းမလုပ်နိုင်ဘူးပေါ့နော်လုပ်နိုင်တဲ့ရေးတာဆိုရင်တော့ဒါမျိုးလုပ်တာမျိုးပြီးနှစ်လပိုင်းမှာဆိုလို့ရှိရင်ကြတော့မမဲမခိဆိုတာကကြတော့ဒီပဲလေးတွေလိတ်ပြီးတော့မကောင်းဆိုးရတွေကိုပဲနဲ့ပေါက်တာမျိုးပေါ့နော်ဒါမျိုးကိုပြောတာဒါမျိုးလုပ်တာမျိုးပြီးဟိနာမှာစတီတွေအဲ့ပြီးတော့လို့ရှိရင်နာဆရောက်တဲ့ခါမှာဆိုရင်လည်းနာဆမှာစတီဆာကူရာပွေးတဲ့ခါမှာဆိုရင်လည်းဆာကူရာသွားကြည့်တာမျိုးဒါတွေဟာတဲ့ decoration နဲ့မှာပါပါရဲ့တဲ့ Christmas ဆိုလည်း Christmas ပေါ့နော်9လပိုင်းမှာဆိုလို့ရှိရင်လည်း Cairo ကင်ဆိုတာကြတော့ဖိုးဖွားများနေ့ပေါ့ပြောရမယ်ဆိုရင်တော့သူတို့အတွက်သတ်မှတ်ထားတဲ့နေ့ဒီနေ့ဆိုလို့ရှိရင်အမအရင်လောက်ကခေရမှာဆိုရင်ပွဲအကြီးလုပ်တယ်တစ်နှစ်ပတ်လုံးမှာအိတ်တပွဲပဲအကြီးဆုံးလုပ်တာမျိုးဒီလိုမျိုးတွေပေါ့နော်အဲ့တော့မျိုးစုံ activity တွေရရှိပါရဲ့တဲ့
ပြီးရင်ဘာတွေရှိသေးလဲဆိုလို့ရှိရင်ဒီရောရှာနော်အတန်းချောပြီးကိုင်မို့ RMS သူတို့မွေးနေ့ရှိတဲ့ခါမှာမွေးနေ့ပဲရှိတယ်ပြီးရင်တခြားပေါ့နော်ဒီခန်းကြီးအလှရေးတာတွေပြီးရင်ပန်းတွေဒါတွေမျိုးပြုတ်လောက်တာမျိုးကွာစသဖြင့်ပေါ့နော် activity တွေကတော့ကိုယ့်ရဲ့ရိတ်တာမျိုးစားလိုက်သူတို့ရဲ့ဒီစွမ်းဆောင်နိုင်ရဲ့အလိုက်သတ်မှတ်တာမျိုးပေါ့ဘာလို့လဲဆိုတော့အရန်ကြီးတိုခုရိုတွေပါတွေကကြတော့ဥမာအိုခါရှိလောက်တာတို့အိုးချလောက်တာတို့ဆိုရင်လုံးလို့မရလူတွေများရပဲကွာဘယ်လိုပြောမလဲအာဘူနိုင်ဖြစ်တာမျိုးပေါ့နော်ဒါကြောင့်မို့သူတို့နဲ့လိုက်တဲ့ဟာမျိုးကိုသတ်မှတ်တာပေါ့ဒီမှာတော့သူကအကုန်လုံးနဲ့ဆိုင်တဲ့ဟာမျိုးတွေရေးပေးထားပေါ့အဲ့တော့ regulation လုပ်ရတဲ့အခါမှာ COCA ဆိုတာကြတော့ effect ကိုပြောတာပေါ့နော်ဘယ်လိုမျိုးရလက်တွေရပါတလဲတဲ့ခါရာတာကို okaga ဆုနော်တဲ့ rehabilitation နာဒီမက်အဲ့တော့အမတို့ဒီ regulation လုပ်တဲ့အခါမှာဆိုရင်ခန္ဓာကိုယ်လှုပ်ရှားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ rehabilitation လုပ်တဲ့သဘောမျိုးလည်းဖြစ်တယ်ခိုကနော်ဒီရောရှာတော့နာဂယခုနာဒီမက်အဲ့လိုတဲ့ခါမှာဆိုရင်ခြားဖိုးဖားတွေနဲ့လေဘယ်လိုပြောနာဂယခုဖြစ်မယ်ပေါ့နော်ဖိုးဖားတွေအချင်းချင်းနာဂယခုဖြစ်မယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပါအဲ့ဒီမှာသူကဒါပါလဲဆိုလို့ရှိရင်အာဆိုဘီ rehabilitation ပေါ့နော်သူကအာဆိုဘီရဲ့ rehabilitation နဲ့ပေါင်းလိုက်ပြီးတော့အာဆိုဘီ rehabilitation ဆိုပြီးဖြစ်သွားတာအဲ့တော့သူကဘာကိုပြောရလဲဆိုလို့ရှိရင်အာဆိုဘီကိုဤတဲ့တ rehabilitation ကိုအာဆိုဘီ rehabilitation ဆိုရေးမှာပေါ့ rehabilitation လုပ်တဲ့ခါမျိုးမှာမှကစားတဲ့ဟာကိုပါထည့်ထားတာဒါကိုအာဆိုဘီ rehabilitation လို့ခေါ်ပါတယ်တဲ့ရှီစက်နီခါလာတာက ugokimas rehabilitation လုပ်တဲ့မို့ရေးမှာအဲ့တော့အဲ့လိုမျိုးလုပ်တဲ့ခါမှာဆိုရင်တဘာဝတိုင်းပေါ့နော်ဒီခန္ဓာကိုယ်ကလည်းလှုပ်ရှားမယ် rehabilitation လုပ်တယ်လို့လည်းဖြစ်မယ်ဟိုက်ဆိုလို့ရှိရင်နောက်တစ်မျက်နှာသွားကြမယ်ပေါ့နော်နောက်တစ်မျက်နှာကကြတော့ဗာလဲဆိုလို့ရှိရင်ခီတဲ့ဟနာရှတဲ့ကိုပွဲရောနားထောင်မယ်လိုက်ပြောကြည့်မယ်မှတ်ကြမယ်ဂိုင်းရှုစနော့ခွဲခါခဲပေါ့နော်အပြင်ကိုသွားဖို့အတွက်သူခွဲခါခဲလုပ်တာအဲ့တော့ decoration နဲ့ဂိုင်းရှုစတူဒီယောရှာရဲ့ခွဲခါခဲကိုရှိမှတ်အဲ့တော့အပြင်ကိုထွက်မဲ့ဘိုးဘကိုခွဲခါခဲလုပ်ပါမယ်တဲ့ဝန်ထမ်းကြရူဝမ်ဆန်ရဲ့ဆွီဂီဆန်ရဲ့ဆွီဂီဆန်မခေါနိုအိုဟီဒူကိုဟန်ဝ restaurant တဲ့အိုရှိုကူဂျီဒက်ဂျွန်ဘီဝါတဲ့ခိမရှတာကဆွီဂီဆန်ရဲ့တဲ့ဒီနေ့ရဲ့နေ့လယ်စာကပေါ့နော်ဒီစားတော့ဆိုင်မှာစားမှာတဲ့နင်းပြင်ဆင်ပြီးသွားပြီလားတဲ့ပြောချင်တာတော့ဝန်ထမ်းမှာလိုက်မဲ့ပုံစံမျိုးပေါ့ဆွီဂီဆန်ကြောင့်ဒါကြောဘူးသူပြီးမိပြီပေါ့နော်တိုးရီတဲ့ဝအီခိမရှတာကဒီညမှာမှတ်ကမှာကအပြည့်မသွားခင်အထူးသဖြင့်ပြီးရိတ်တယ်မှာဆိုရင်လည်းထမင်းမစားခင်မှာမတို့ကတိုးရီလည်းသွားမလားဆိုတော့မေးရရပေါ့နော်ဒါကြောင့်မလို့သူဒီမှာလည်းထည့်ထားပေးတယ်တိုးရီတဲ့ဝအီခိမရှတာကဆိုတဲ့ပုံစံမျိုးစာခိတရောဆိုတော့ခုနကသွားပြီးပြီတဲ့မာတာအတူတဲ့ခွဲကိုဝခါကေရှိမတ်နောက်ထပ်လည်းကြာလို့ရှိရင်ငါနောက်ထပ်တစ်ခေါက်မျိုးထပ်ပြီးတော့လာခေါ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် height onega ishi mas အဲ့တော့ point 2ဆိုတဲ့ဟာမှတ်ကမယ်မူဒီနီဆန်ကဆာဆဲမဆန်အဲ့တော့ rehabilitation လောက်ကမယ်နေအဲ့ဒါလုံးမနေကျမ်းမှာဆိုပြီးတော့သူ့ကိုအတင်းကြီးဒီလိုမျိုးဆန်ကလောက်ခိုင်းတာမျိုးဒါမျိုးကိုမလောက်ကပါဘူးတဲ့ guys စုစုတို့ခီဝဂျီခိုရခဲကာနီကီယိုစကေမတ်အဲ့တော့အပြင်ကိုထွက်တဲ့ခါမျိုးမှာဆိုလို့ရှိရင်ကြီးခိုတွေဖြစ်နိုင်မယ်ဒဏ်ရာတွေဖြစ်နိုင်မယ်ချော်လဲတာပါညာအမျိုးစုံဖြစ်နိုင်ပြီရှိရပါတော့အကြောင်းမလို့သတိထားရမယ်ဖြူနေတိုင်းကြောကဝါဒခုနာတို့ခိကအာရီမတ်အဲ့လိုအပြင်ထွက်တဲ့ခါမှာရုပ်တရက်ခန္ဓာကိုယ်အခြေအနေကဒီဆိုးလာတာမျိုးဖြစ်နိုင်ရှိရပါတော့ဒါကိုလည်းကိုသိထားရမယ်ရီယောရှာတို့ရှိကာရီတို့မိမမိုတွေရှိမတ်အကြောင်းမလို့ तू ကကိုကသူ့သေးချာလေမိမမိုတွေလုပ်ပေးရပါမယ်တဲ့အဲ့လိုအပြင်တွေပါထွက်တယ်ဆိုလို့ရှိရင်ဟိုမှာ तू ကဒီခါမှန်သုံးတဲ့လူမျိုးဒါမျိုးဆိုလို့ရှိရင်လည်းပြင်ဆင်သွားရမယ်ပေါ့နော်ဟိုမှာပတ်တူတွေပိုင်းလဲရမယ်ဆိုရင်လည်းပြင်ဆင်သွားရမယ်အုံမှုစုသမားဆိုလည်းကိုကပြင်ဆင်သွားရမှာမျိုးပေါ့ဟိုက်ဒါဆိုလို့ရှိရင်တော့ဒီ calculating test ကအခုဒီလိုလေးပဲပြလိုက်မယ်ပေါ့နော်အဲ့တော့မင်းနာဆန်တို့ကြည့်ပြီးတော့ဖြေထားပါလွယ်ပါတယ်အမနောက်ဗီဒီယိုမှာဖြေတိုက်ပေးမယ်နော်မင်းနာဆန်မှာတတ်နေ